တရက်တာကိုအလုပ်လုပ်တဲ့အခါမှာအလုပ်ကိုဒီနေ့တော့ငါ9ခုပြီးအောင်လုပ်မယ်10ခုပြီးအောင်လုပ်မယ်ဆိုပြီးတော့အလုပ်ကိုအရန်ကိုလောဘကြီးတဲ့သူလေးတွေရှိတာအမကလည်းအလုပ်ကိုအရန်ကိုလောဘကြီးတဲ့သူတွေမှာပါတယ်အဲ့တော့ကိုကအလုပ်ကိုအရန်ကိုလောဘကြီးပြီးတော့ဒီနေ့တော့ငါဒီ9ခုကိုပြီးအောင်လုပ်မယ်ဆိုပြီးတော့မနက်ကလေးကတော့အမတို့ဟိုအားအင်းနေတက်ကြွပြီးတော့မှငန်းခွင်တွေကိုဝင်ကြတယ်ဒါပေမဲ့တကယ်တမ်းကကိုအလုပ်လဲသိမ်းရောညနေအလုပ်လဲပြီးရောအလုပ်ကဖြစ်ဖြစ်မြောက်မြောက်အမတို့2ခုလောက်ပဲပြီးတယ်ကျင်းတဲ့3ခုအမတို့မလုပ်ဖြစ်ဘူးအဲ့ဒါဘာကြောင့်လဲဆိုလို့ရှိရင်အလုပ်လုပ်တဲ့အခါမှာအမတို့အလုပ်ကိုဒီ9ခုကိုပြီးအောင်လုပ်မယ်ဆိုရင်ဒါလေးကိုအမတို့ကမနဲ့မိုးလင်းကလေးကပလန်လေးချပြီးတော့အမတို့အချိန်သတ်မှတ်ရမယ်ဘယ်အချိန်ကနေဘယ်အချိန်မှငါဒီအလုပ်တစ်ခုကိုပြီးအောင်လုပ်မယ်ပြီးရင်နေ့ကင်းမှာပဲအလုပ်ကိုပြီးအောင်လုပ်မယ်ဆိုပြီးတော့အမတို့ပလန်လေးချပြီးတော့မှအဲ့လိုအလုံးလုံးမှသာလျှင်ကိုသတ်မှတ်ထားတဲ့လုပ်ငန်းစဉ်9ခုဆို9ခုလုံးတိတ်တိတ်ချာချာပြီးမယ်ဒါတော့မှအမတို့ဂျားထဲမှာကိုယ်ဆိုင်ဖွင့်ထားလို့ကိုယ့်ရဲ့ customer တွေလာတဲ့အထည်တွေအပ်တယ်ဆိုလို့ရှိရင်သူတို့အခန့်ရတာအမတို့အတိုင်းတိုင်းတာနဲ့ဆိုရင်ကိုသတ်မှတ်ထားတဲ့အလုပ်9ခုဟာ4ခုလောက်ပဲဖြစ်ဖြစ်မြောက်မြောက်ပြီးတယ်ကိုကပလန်လည်းမသတ်မှတ်ထားဘူးဒီနေ့တော့ငါဒါကိုပြီးအောင်လုပ်မယ်ရေးဆိုပြီးတော့တကယ်တမ်းလည်းအမတို့လုပ်ငန်းခွင်နဲ့သွားမင်းစားနားပြီးတဲ့အချိန်မှာအမတို့ဖုန်းလေးကိုကောက်ကန်လိုက်တယ်အမတို့မျောပါသွားပြီအချိန်ကကုန်လို့ကုန်မှန်းမသိတနာရီ2နာရီလောက်ကအမတို့ဒီရဲ့ new feed တွေကိုကြည့်နေရင်းနဲ့အချိန်ကကုန်သွားတယ်အဲ့မှာအမတို့သတ်မှတ်ထားတဲ့အလုပ်ကအဲ့မှာဖြစ်ဖြစ်မြောက်မြောက်မပြီးဘူးဆိုတာဒီအမတို့အချက်ကအဲ့ဒီ new feed တွေမှာအမတို့မျောပြီးတော့ပါသွားတယ်ပြီးရင်ကိုဟာသွားပြီးငါတော့ဒီမှာအချိန်က1နာရီခွဲ2နာရီကုန်သွားပြီဆိုပြီးတော့မှငါဖုန်းသုံးလိုက်တာငါတော့ဘာမှအကျိုးမရှိဘူးဆိုတဲ့အရာကတကယ်တမ်းဖုံးသုံးပြီးမျောပါပြီးတော့မှသတိပြန်ဝင်လာတဲ့အချိန်မှာအချိန်က1နာရီခွဲ2နာရီလောက်ကကုန်သွားပြီပေါ့နော်အဲကြောင့်မလို့အလုပ်ကိုအရန်ကိုလောဘကြီးတဲ့သူလေးတွေကဘာလုပ်ရမလဲဆိုလို့ရှိရင်အမပြောလို့တရက်တာကိုပလန်လေးဆွဲထားပါပလန်လေးဆွဲပြီးတော့မှကိုတရက်မှာ9ခုပြီးအောင်လုပ်မယ်ဆိုလို့ရှိရင်အဲ့ဒီအရာလေးတွေကိုပြီးအောင်လုပ်တဲ့အချိန်မှာမတို့ညပိုင်းမှာကိုအလုပ်တွေလည်းပြီးရောကိုနားတဲ့အချိန်ကြလို့ရှိရင်ဘာဖြစ်လဲဆိုရင်တရက်တာအတွက်ကိုကျဉ်းနဲ့အားရမှုကအရန်ကိုရှိတယ်ကိုယုံကြည်မှု confidence တွေလည်းတက်လာတယ်ကိုလည်းပို့ပြီးတော့လေးစားလာတယ်ပေါ့နော်အဲဒါကြောင့်မလို့အလုပ်ကိုလောဘကြီးတဲ့သူလေးတွေကအခုအမပြောသွားသလိုပဲတရက်တာကိုပလန်လေးတွေဆွဲပြီးတော့အလုပ်လုပ်ပါအမလည်းအလုပ်ကိုလောဘကြီးတဲ့သူထဲမှာပါတယ်ပေါ့နော်အရင်ကဆိုအမအဲ့လိုပဲလောဘကြီးတယ်ဒါပေမဲ့ပလန်မရှိတော့အလုပ်ကဟိုသတ်မှတ်ထားသလိုတရက်ကို9ခုဆိုရင်ဖြည်းဖြည်းမြောက်ပြီးတာ2ခုလောက်ပဲပြီးတယ်ကိုချင်းနေအလဟတ်တက်ကုန်သွားတယ်ပေါ့နော်နောက်ပိုင်းကျတော့အမအဲ့လိုလေးပလန်လေးတွေဆွဲပြီးတော့မှတိတ်ချအလုံးလုံးတဲ့အခါမှာကိုလှုပ်ချင်တဲ့အလုပ်ကဖြည်းဖြည်းမြောက်9ခုမဟုတ်ရင်တော့အမတို့4ခုလောက်ကတိတ်တိတ်ချာလေးကိုပြီးတယ်ဒါကြောင့်မလို့အခုအမပြောပြသွားသလိုပဲဟိုကအလုပ်ကိုအရန်ကိုလောဘကြီးနေတယ်ဒါပေမဲ့တကယ်တမ်းဖြည်းဖြည်းမြောက်မလုပ်ဖြစ်ဘူးဆိုတာဘာအကြောင်းနေကြောင်းလဲဆိုတာလေးကိုအမကို comment မှာလာပြီးတော့ပြောပြသွားလို့ရပါတယ်ရှင်အမတော့မဂါမီ fashion ရဲ့ teacher ချန်ပီယံဖြစ်ပါတယ်အားလုံးကျေးဇူးပါ